မနက်ဖြန်28ရက်5လပိုင်း2026ကြာသပတေးနေ့7:00 နာရီ10မိနစ်ကိုကျွန်တော်ကိုလင်းကင်မဲ့ဝမ်းချင်းလေးကတော့16ဝမ်းချင်းဖြစ်ပါတယ်နော်16ဝမ်းချင်းဖြစ်ပါတယ်နော်ကြာသပတေးနေ့7:00 နာရီ10မိနစ်ကိုကျွန်တော်ကင်မဲ့ဝမ်းချင်းလေးကတော့16ဝမ်းချင်းဖြစ်ပါတယ်ကဲ16ဝမ်းချင်းမှာကျွန်တော်ကလင်းနေ1နဲ့ပတ်သက်လာရင်ဗာလေးကြိုက်လဲဆိုရင်1314 15 19နော်နဲ့ပတ်သက်ရင်ဗာလေးကြိုက်လဲဆိုရင်13ရဲ့14ရဲ့15ရဲ့19ရဲ့နော်1314 15 19တဲ့နဲ့ပတ်သက်ရင်1314 15 19 6နဲ့ပတ်သက်ရင်6နှစ်63 64 6ခွန်6နဲ့ပတ်သက်ရင်ကြတော့6နှစ်က63ရဲ့64ရဲ့6ခွန်เนาะဒါ16ဝန်းကျင်နဲ့ကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးကပ်ပေးထားတာပါကဲအဲ့ဒါပြီးရင်စိန်မာစတာကီပြောမယ်ဒီသုံးလုံးကတော့မနက်ဖြန်ကြာသပတေးနေ့အတွက်ကို619ကီပါ619ကီဖြစ်ပါတယ်เนาะ619ကီဖြစ်ပါတယ်ကြာသပတေးနေ့အတွက်ကိုကျွန်တော်ရဲ့စိန်မာစတာကီက619ကီပါเนาะကိုနဲ့ပတ်သက်တဲ့တင်က61တို့96တို့ကမနက်ဖြန်မှာအပီးလာခွေတော့လာအောင်မယ်ပေါ့เนาะเนาะကဲအဲ့ဒါပြီးကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်ကဲကျွန်တော်ကြိုက် main တင်ကွက်ကတော့မနက်ဖြန်ကြာသပတေးနေ့7:00 နာရီတည်းကျွန်တော်ကြိုက် main တင်ကွက်ကတော့1ခွန်ရယ်28ကဲ48တကွက်ကောင်းနော် main တင်ကွက်ကတော့1ခွန်ရယ်28ကဲ48ကတကွက်ကောင်းဖြစ်ပါတယ်နော်48ကတော့တကွက်ကောင်းဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမနက်ဖြန်နေကင်းကိုဗီဒီယိုမတင်ပြရင်ဒီဟာကိုပဲညနေထပ်ထုတ်လို့ကျွန်တော်ပြောမှာပါမနက်ပိုင်းနေ့က okay เนาะ